ဒါကြောင့်သူများပြောတဲ့စကားတွေကိုအစဉ်းစားတယ်နောက်တစ်ချက်ကပါလေကတာကတံသူတစ်ပါးတို့ပြုတယ်မပြုဘူးဆိုတဲ့အမှုတွေနဲ့ပတ်သက်ပြီးတော့နာအဝခေယအလုတ်တစ်ခုဂယုပြု၍ကြည့်ရှုဆင်ခြင်၍မနေရသူတစ်ပါးဘာတွေလှုပ်တယ်မလှုပ်ဘူးဆိုတာကိုစဉ်းစားမနေနဲ့တဲ့နော်ကိုမုန်းတဲ့လူဆိုရင်ဘာပဲလှုပ်ကိုမုန်းတဲ့လူအကြောင်းစဉ်းစားမိရင်တော့အကုသိုလ်ဖြစ်တော့တာပဲဟုတ်လားတခါကြီးမိုက်မြဒါကြောင့်သူများလှုပ်တာမလှုပ်တာသူ့တန်တန်မှာဖြစ်တဲ့အတွက်ကြောင့်သူ့ကံသူ့ကိုအကျိုးပေးမှာကိုကဘက်နဲ့ကြောင့်ဝင်ပြီးတော့ဆွတ်ချင်နေရတာလေမစဉ်းစားသင့်ဘူးလားကိုဘာတွေလှုပ်တယ်မလှုပ်ဘူးဆိုတာသာလျှင်ကို့အတွက်အရေးမကြီးဘူးလားဒါကြောင့်ဦးဇင်းတို့စကားတွေထက်နေပါလေစိတ်ချမ်းသာခြင်းနဲ့ဆင်းရဲကင်းခြင်းနဲ့ဆိုရင်သူများဘာတွေလှုပ်တယ်မလှုပ်ဘူးဆိုတာကိုမစဉ်းစားနဲ့ကိုဘာတွေလှုပ်တယ်မလှုပ်ဘူးဆိုတာကိုသာလျှင်စဉ်းစားရအတနောဝမိမိဤသာလျှင်ကတာနိစ္စပြုအပ်သောမှုတို့ကို၎င်းအကတာနိစ္စမပြုအပ်သောမှုတို့ကို၎င်းအဝိခေယအလုတ်တစ်ခုဂယုပြု၍ကြည့်ရှုဆင်ခြင်ရ၏ကိုယ်ပါရီလှုပ်တယ်မလှုပ်ဘူးဆိုတာကိုသာလျှင်အလုတ်တစ်ခုလိုသဘောထားလို့ပြန်လဲစီစစ်နေရမယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကယဟန်တော်တွေကိုစဉ်းစားဖို့ဟောထားတဲ့ပပ္ပစိတဗိဏသုတ်တံဆိုပြီးတော့ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်တတကနိပတ်မှာလာတယ်အဲ့ဒီတဲ့အချက်တစ်ချက်ဟာဒကာဒကမတို့လည်းလိုက်နာကျင့်သုံးစရာကောင်းတယ်ဦးဇင်းရွတ်ပြမေငါဤရတ္တိန္တိဝါညင်နေတို့သည်ကတံဘုဒ္ဓသာဘေသူဖြစ်ဖြစ်စဉ်ဝီတိဝတ္တန္တိကုံလုံးရေသွားကြကုန်သည်ဣတိဤသို့ပပ္ပစိတေနသာသနာဝဏရှင်ယဟန်သည်အဘိနံနိညမပြပြည့်ရှိတပါးသည်ဆင်ញင်အကုန်၏ဟောသာသနာဝဏရှင်ယဟန်ဆိုတာငါရဲ့နေ့တွေရက်တွေဟာဘယ်ပုံစံနဲ့ကုံလွန်သွားတာလဲလို့အမြဲတမ်းစဉ်းစားရမယ်ဒကာဒကမတို့လည်းစဉ်းစားရမယ်နော်အနည်းဆုံးတစ်ရက်တစ်ခါလောက်တော့စဉ်းစားငါဒီနေ့ဘလို့ချိန်ကုန်သွားတာလဲကောင်းတာတွေလုပ်ပြီးတော့ချိန်ကုန်သွားသလားမကောင်းတာတွေလုပ်မိပြီးတော့ချိန်ကုန်သွားသလားဒါမှမဟုတ်ဝစီကံကိုစစ်ဆေးကြည့်ဘာတွေပြောလိုက်တယ်လေအနှစ်ရှိတာတွေပြောသလားအကာတွေပြောသလားဒါမှမဟုတ်အတွေးတွေကိုလည်းစစ်ဆေးကြည့်ငါဘာတွေတွေးနေတာလဲငါရဲ့အကျိုးစီးပွားကိုအထောက်အကူပြုတဲ့အတွေးတွေသူတစ်ပါးရဲ့အကျိုးစီးပွားကိုအထောက်အကူပြုတဲ့အတွေးတွေတွေးသလားဒါမှမဟုတ်ဘာမှအယီမရအဖတ်မရတောင်းစင်ရီမရပြာပုံခဲနဲ့ထုလိုက်တယ်လို့အဆုံးမရှိလွင့်မျောပြီးတော့တွေးကျင်ရတယ်တွေးနေသလားကိုယ်တိုင်ဘာတွေတွေးလို့တွေးမှတော့မသိတာတွေကများပါလေဟင်တရက်24နာရီအကြာကြီးနော်အတွေးတွေအများကြီးတွေးတာဘယ်အတွေးကိုကောင်းကောင်းမှတ်မိလဲတက္ကမကြီးတယ်စဉ်းစားနော်ငါဘာတွေတွေးတယ်လေငါဘာတွေပြောတယ်လေငါဘာတွေလုပ်တယ်လေအဲ့ဒီလိုစဉ်းစားတဲ့နေရာမှာလည်းပဲဦးဇင်းတို့ပေးတတ်တို့ကိုတကယ်ကိုပဲမှတ်သားတာဖြစ်အောင်နားထောင်သိခြင်းတယ်နော်တွေးတဲ့နေရာမှာနှစ်ချက်တွေးရမယ်ကိုယ့်ရဲ့မကောင်းတာတွေကိုလည်းမြင်အောင်တွေးရမယ်ကောင်းတာတွေကိုလည်းမြင်အောင်တွေးရမယ်မကောင်းတာကိုဘာကြောင့်တွေးရမလဲလို့မေးရင်နောင်တနဲ့ပူလောင်ဖို့အတွက်တွေးရမှာမဟုတ်ဘူးအဲ့ဒီမကောင်းတာတွေကနေငါဘယ်လိုရုန်းကန်ထွက်မလဲဒီမကောင်းတာတွေဟာမကောင်းကျိုးကိုပေးလိုက်မယ်ဒါတွေကိုငါမကောင်းကျိုးပေးခွင့်မရအောင်ဘယ်လိုအစွမ်းနဲ့အပြီးတိုင်ငါဒါကိုတတ်မလဲဒီလိုရည်ရွယ်ချက်မျိုးနဲ့မကောင်းမှုကနေရုန်းထွက်ဖို့တနည်းအားဖြင့်အပြီးအပိုင်ဖြေပြောက်သွားနိုင်ဖို့အတွက်မကောင်းမှုကိုတွေးရမယ်ဟုတ်လားတခါကြီးမိုက်မြကောင်းမှုကိုဘာကြောင့်တွေးခိုင်းတယ်လဲဆိုတော့ယူယူလေးတူတူလေးပြောမယ်အားဖြစ်စေခြင်းလို့ကောင်းမှုကိုဘာကြောင့်တွေးခိုင်းတာလဲအားဖြစ်စေခြင်းလို့ဗျကိုသူများကိုလှူလိုက်တယ်ပြန်တွေးကြည့်အင်မတန်အားဖြစ်တယ်ခုတခါကြီးတို့ဆွန်လောင်းသိန်းဟုတ်လားဘယ်နေ့တွေဝါတွင်းဝါပါကိုဘယ်နေ့တွေလောင်းကြတာဝါတွင်းဝါပါကိုဘယ်နေ့တွေလောင်းကြတယ်စနေတနင်္ဂနွေလားဟုတ်လားလောင်းကြတယ်ပြီးတော့ဗါတော့ကုတီတွေဗါတွေလည်းသွားပြီးတော့တန်ရှင်းကြတယ်လို့ပြောတယ်ဟုတ်လားပြီးတော့ဗါတရားစာအုပ်တွေဗါတွေဝေတယ်ဦးဇင်းတို့အင်မတန်ဝမ်းသာပါတယ်သူကတော့အကောင်းဆုံးပေါ့နော်အဲ့ဒါလို့ကိုလှုပ်တဲ့ကုသိုလ်လေးတွေကိုပြန်ပြီးတော့စဉ်းစားလို့ရှင်ဘာဖြစ်တုံအားဖြစ်တယ်ငါဘဝအတွက်ငါကိုအထောက်အကူပြုမဲ့အရာတွေကိုငါလုံးမိတယ်တနည်းအားဖြင့်မသိမသာစိတ်ထဲမှာငါတော့ကောင်းတာလေးလှုပ်ဖြစ်တဲ့အတွက်ကြောင့်ငါလူဖြစ်ကျိုးနဲ့တယ်ဒီအတွေ့လေးတန်ဖိုးမရှိဘူးလားစာကနုတ္တိဖြစ်တယ်နော်ကိုလူထားတာလေးတွေတက္ကမကြီးတွေအိမ်မှာချဲရင်ပြုံရင်းနဲ့ငါတို့လှူတာလေးတွေကိုတန်ဃာတော်တွေစားကြပြီတယ်ဖုံးပေးကြပြီတယ်သာသနာအသက်ဆွဲဖို့အတွက်ကြိုးစားကြပြီတယ်လို့စဉ်းစားလိုက်လို့ရှိရင်ကောင်းတာလေးကိုတွေးလိုက်လို့ရှိရင်ထပ်ပြီးတော့ငွေကုန်ကြီးကြလည်းမများတော့ဘဲနဲ့ကကြီးကထလည်းမများတော့ဘဲနဲ့ဘာမှလည်းမလုပ်ရဘဲနဲ့ငြိမ်ငြိမ်ကလေးနေရင်နဲ့စာကနုတ္တိဘာဝနာဖြစ်တယ်
မကောင်းဘူးလား ကောင်းပါလေဗျာ ဟောကုတီတွေဘာတွေတန်ရှင်းတယ်ဦးစင်းကခေါင်းထဲပေါ်လာတာလေးတွေကိုစီးပြီးတော့ပြောချင်တာအချိန်နဲ့သိကြသွားမှဆိုတယ်ပြောချင်တာလေးတွေကနောက်နားမှာရှိနေတယ်နော်အဲ့ဒီတန်ရှင်းရေးလောက်တာနဲ့ပတ်သက်ပြီးတော့ဟိုလူငယ်တွေဝမ်းသာစေခြင်းတယ်လေဦးဇင်းတို့မိလိန်နာနဲ့ရှင်သာကတိန်ဆိုတာကြားဘူးတယ်နော်အင်မတန်ဉာဏ်ကြီးတဲ့ဘုရင်ကြီးသူ့ရဲ့မိကွန်းတွေကိုမဖြေနိုင်လို့ယဟန္တာပေါင်းမြောက်များစွာဇဗုဒိတ်ကျွန်းမှာမနေရဲပဲနဲ့ထွက်ပြေးရတာသူမေးရင်ဘယ်သူမှမဖြေနိုင်ဘူးအဲ့ဒါနဲ့အဲ့ဒီယဟန္တာတွေကဗြဟ္မပြည်တက်ပြီးတော့ဒီရှင်ဘုရင်မေးတဲ့မိကွန်းကိုဖြေနိုင်တဲ့ပုဂ္ဂိုလ်ကအခုဗြဟ္မာဖြစ်နေတယ်လို့ယဟန္တာကြီးတွေသိတယ်သူတို့မဖြေနိုင်ဘူးအဲ့ဒါနဲ့အဲ့ဒီဗြဟ္မာကိုသွားပြီးတော့သုတိစိတ်ကြခိုင်းပြီးတော့လူဘဝရောက်တော့အဲ့ဒါကိုဝိုင်းသင်ပေးကြတယ်ရှင်သာကတိန်ဆိုပြီးတော့ဖြစ်လာတာသူမေးတာမှန်သမျှအဲ့ဒီမထေကအကုန်ဖြေနိုင်တယ်နော်နောက်ဆုံးတော့နှစ်ယောက်လုံးယဟန္တာဖြစ်တယ်သူတို့ရဲ့အကြောင်းတရားလေးကအဲ့ဒါလိုဖြစ်ခြင်းရဲ့အကြောင်းတရားလေးကစိတ်ဝင်စားစရာကောင်းတယ်တခုသောဘဝတုန်းကရှင်သာကတိန်ကယဟန်တော်ဖြစ်တယ်နော်မိလိန်နာမင်းကြီးကကိုရင်လေးဖြစ်တယ်အဲ့ဒါနဲ့ဒီနေ့တော့ဒီယဟန်တော်ကဒီမျက်စိလဲပြီးတော့အမိုက်ပုံလေးပုံပြီးတော့ကိုရင်သွားပြီးတော့အမိုက်ကျုံပြီးတော့မြစ်ထဲသွားပြစ်ချီလို့ခိုင်းတယ်ကိုရင်ကဆော့နေတော့မလုံးချင်ကြီးတိကြီးကလုံနေတယ်အဲ့ဒါနဲ့ကိုရင်ကိုဒီမျက်စိရိုးနဲ့ခေါင်းတစ်ချက်ခောက်ပြီးတော့သွားမြန်မြန်သွားကျုံကြည့်အဲ့တော့ကိုရင်ကငိုးယူပြီးတော့ဥစဉ်ကိုကြောက်တော့သွားကျုံရတာပေါ့ကျုံရင်နဲ့သူကလည်းစိတ်ပါပြီးတော့ပြောင်းအောင်ဆင်အောင်ကျုံတယ်အစကတော့သိမကျုံချင်ဘူးနော်အဲ့ဒါနဲ့အဲ့ဒီမှိုက်တောင်းလေးထမ်းပြီးတော့ကင်္ဂမြစ်ထဲကိုသွားပြီးတော့ပြစ်တယ်ပြစ်တော့မြစ်ကလည်းလေတွေဘာတွေလာနေတဲ့အချိန်နဲ့တူတယ်လှိုင်းလုံးကြီးတွေဝုန်းဝုန်းနဲ့ထနေတယ်အဲ့ဒါနဲ့ကိုရင်လေးကညံရှိတယ်ငါတဲ့ဒီလိုအမှိုက်ကျုံပြီးတော့တန်ရှင်းရတဲ့အတွက်ကြောင့်ဖြစ်လျာဘဝမှာဟောဒီလှိုင်းလုံးကြီးလို့ငါရဲ့ဉာဏ်ပညာဟာကြီးကျယ်တဲ့ပုဂ္ဂိုလ်ဖြစ်ပါရစေလို့သူကဆုတောင်းတာငါမေးတာကိုဘယ်သူမှမဖြေနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါရစေအမေဒါလေးကအစ်စ်ပါသေးတယ်သူဟာကဘယ်လိုပြောရမှန်းကိုမသိဘူးနော်ငါမေးတာကိုဗါတဲ့တုံးသူမှမဖြေနိုင်ပါရစေနဲ့အဲ့ဒီလိုသူကဆူတောင်းပြီးတော့အမိုက်သွန်တာကိုနောက်ကတမျက်စိလဲတဲ့ယဟန်တော်ကကြားတယ်ဟာဒုက္ခတော့ရောက်တော့မှာပဲသူမေးတာဘယ်သူမှမဖြေနိုင်တဲ့ကိုဖြစ်ရပါလို့ဤဆိုတော့အဲ့တော့မဖြစ်ချေဘူးသူကအမိုက်ကလေးကျုံယုံကျုံတာငါကအကုန်လုံးတလင်းတစ်ခုလုံးပြောင်းအောင်လှည့်ပြီးတော့သူ့တဲ့ငါကပို့ပြီးတော့ပင်ပန်းတယ်ကုသိုလ်ငါပို့ကြည့်တယ်အဲ့တော့ဒီကိုရင်လောင်းဖြစ်လာတဲ့အခါမှာသူမေးသမျှကိုငါအကုန်ဖြေနိုင်တဲ့လူဖြစ်ပေရစီအဲ့ဒီဦးစင်းကထပ်ပြီးတော့မလုပ်တာတော့ဆူတောင်းတာအဲ့ဒါနဲ့ကိုရင်ကမိလိန်နာမင်းကြီးဖြစ်လာတယ်ယဟန်တော်ကရှင်သာကတိဖြစ်လာပြီးတော့ပညာရာမှာသိကြီးကျယ်ရတဲ့ပုဂ္ဂိုလ်တွေဖြစ်နေတကွန်းထူပြီးတော့ဘာဖြစ်သွားတာလဲယဟန်နာဖြစ်ကြတယ်ကုရိတန်ရှင်းတဲ့ပုဂ္ဂိုလ်တွေအတက်အောင်ပြောပြတာနော်အဲ့ဒါလို့ကိုကောင်းတာလေးကိုစဉ်းစားလို့ရှိရင်ကိုအကြောင်းကိုစဉ်းစားရင်ကုသိုလ်ကိုအားကိုးတဲ့စိတ်တွေတန်ဖိုးထားတဲ့စိတ်တွေအများကြီးဖြစ်လာပြီးတော့အားဖြစ်တယ်ဒါကြောင့်ဒကမာကြီးတွေဒကာကြီးတွေအားလုံးဒါနရှင်တွေနော်လှူပြီးတိုင်းပြန်ပြီးတော့စဉ်းစားပေးရမယ်အဲ့ဒီအကြောင်းတွေကသိကောင်းတယ်ဒါနထက်မြတ်တဲ့စာဂနုတ္တိဘာဝနာကိုသွားဖြစ်တာအားရတဲ့ကောင်းတယ်နော်အေးဓမ္မဒါနပြုတယ်ဆိုတာကတော့အမျက်ဆုံးပေါ့အာမိတကိုပေးတာတဲ့ဓမ္မကိုပေးတာကပို့ပြီးတော့ဓမ္မိုးရှိဘာကြောင့်လဲဆိုတော့ပစ္စည်းဆိုတာကတသိန်းနှစ်သိန်းရေတွက်လို့ရတယ်တရားကြောင့်ဖြစ်တဲ့အသိဉာဏ်ကြတော့ရေတွက်လို့ရသလားမရပါဘူးဗျာပစ္စည်းကဖြစ်တဲ့ချမ်းသာဒုက္ခကိုအတိုင်းအတာပမာဏပြုလို့ရတယ်အသိဉာဏ်ကြောင့်ဖြစ်တဲ့ချမ်းသာဒုက္ခကိုအတိုင်းအတာပမာဏပြုလို့ရသလားမရပါဘူးဗျာဒါကြောင့်ပစ္စည်းကိုလှူတာတဲ့အသိကိုလှူတာကအများကြီးတန်ဖိုးကြီးတယ်နော်ပစ္စည်းဆိုတာကသုံးလိုက်ရင်ကုန်သွားတာအလွန်ဆုံးတစ်ဘဝပဲအသိဆိုတာကသုံးရင်ပိုးထွက်လာနော်ပြီးတော့တဘဝတည်းမကဘူးနိဗ္ဗာန်မရမချင်းအမရီတဲနေတာအသိဆိုတာပျက်စီးသလားမပျက်စီးဘူးဗျာဒါကြောင့်အသိကိုသာလင်တန်ဖိုးထားပြီးတော့စုဆောင်းရမယ်အသိဟာဘယ်တော့မှမပျက်စီးဘူးရှားရကျိုးအနက်ဆုံးပဲပစ္စည်းဆိုတာပျက်စီးသွားတယ်ဒါကြောင့်ပစ္စည်းကိုလှူတာတဲ့အသိကိုလှူတာကအများကြီးအကျိုးကျေးဇူးရှိတယ်ဒါကြောင့်ဓမ္မဒါနပြုတဲ့လူတွေသတိထားရမယ်နော်ငါလုပ်တဲ့အလုပ်ဒီနင်းနေရအလုပ်မဟုတ်ဘူးအသိကိုလှူနေတာပစ္စည်းကြောင့်ဖြစ်လာတဲ့ချမ်းသာနဲ့အသိကြောင့်ဖြစ်လာတဲ့ချမ်းသာဘယ်လိုမှနှိုင်းယှဉ်လို့မရဘူးဒါကြောင့်တပ္ပဒါနံဓမ္မဒါနံစိနာတိဒီလူတွေအကုန်ရတယ်စဉ်းစားတတ်ဖို့ပဲလိုတယ်ဟုတ်လားအေးဒါကြောင့်ကိုယ်အကြောင်းကိုစဉ်းစားတဲ့နေရာမှာမကောင်းတာကိုလည်းစဉ်းစားရမယ်ယုံထွက်နိုင်ဖို့ကောင်းတာကိုလည်းစဉ်းစားရမယ်အားဖြစ်စေဖို့တိုးတက်စေဖို့မကောင်းဘူးလားကောင်းပါတယ်ဗျာအေးဒါကြောင့်မကောင်းတာတွေကိုစဉ်းစားတော့ယုံထွက်ခြင်းတဲ့စိတ်တွေပေါက်ပြီးတော့ယုံထွက်သွားမယ်ဆိုလို့ရှိရင်တခါကြီးဒီမိုင်းများအင်မတန်ဖိုးတန်တဲ့လူတယောက်မဖြစ်ပေဘူးလားဖြစ်ပါတယ်ဗျာအေးဒါကြောင့်မကောင်းမှုတွေကနေယုံထွက်သွားကြတဲ့ပုဂ္ဂိုလ်တွေရဲ့အကြောင်းကိုယ့်အကြောင်းလေးကိုစဉ်းစားပြီးတော့ကိုယ့်ရဲ့မကောင်းတာကိုကိုမြင်ပြီးတော့ဒီနွန်နဲ့ဒီပွက်ထဲတော့ငါမနေဘူးဆိုတဲ့စိတ်နဲ့ယုံသွားကြတဲ့လူတွေအကြောင်းကိုနည်းနည်းပြောခြင်းနော်တခါကြီးမိုက်များဒီအကြောင်းလေးကိုမြတ်စွာဘုရား
ရှီတုံကျောင်းတော်မှာသတင်းသုံးတော့ကျောင်းတော်ကိုလာပြီးတော့ဥပုံဆောင်သုံးကြတဲ့ဒကာကြီးဒကာမကြီးများကိုဟောတာဗျခုနတုန်းကဥပုသ္တိလစောက်တည်တာနော်ဒီလူတွေဟင်အဲ့ဒီလိုဥပုသ္တေတွေကိုမြတ်စွာဘုရားကဒကာကြီးတို့ဒကာမကြီးတို့မိမိရဲ့အတွင်းတန်တာမှာရှိတဲ့မကောင်းမှုတွေကနေယုံထွက်ဖို့ဥပုသ်ဆောင်သုံးတယ်ဆိုတာရှေးသူတော်ကောင်းတွေရဲ့ထုံတန်းစင်လာဓမ္မတာဖြစ်တယ်တဲ့မြတ်စွာဘုရားကဒါပေမဲ့ဥပုသ်ဆောင်တဲ့နေရာမှာဘယ်လိုစိတ်ကူးနဲ့သူတော်ကောင်းတွေဟာဥပုသ်ဆောင်ရတယ်လဲဆိုတာလေးကိုဒီဇတ်တော်လေးကိုဦးဇင်းတို့ပြောပြသောအဖြစ်နားထောင်သောအဖြစ်ပိဋကတ်တို့သဘောပေါက်သွားလိမ့်မယ်ဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကจิตသားတို့တခုသောဘဝတုန်းကငါဘုရားအလောင်းတော်ကြီးဟာပစ္စည်းဥစ္စာပေါင်းများစွာကိုစွန့်လွတ်ပြီးတော့ယတိယဟန်ပြုတ်ပြီးတော့ကာတိတိုင်းရဲ့မကရာတိုင်းရဲ့အင်္ဂါတိုင်းရဲ့တိုင်းသုံးတိုင်းရဲ့ကြားထဲမှာရှိတဲ့တောအုပ်ကြီးတစ်ခုထဲမှာသင်္ကန်းကြောင်းလေးဆောက်ပြီးတော့တိတ်တိတ်ဆိတ်ဆိတ်တရားဘာဝနာပွားများပြီးတော့နေတဲ့ယတိတစ်ပါးဖြစ်ခဲ့ဘူးတဲ့မြတ်စွာဘုရားကအဲ့ဒီမှာငါရဲ့အနီးနားပတ်ဝန်းကျင်တိုးထဲမှာအရှင်အနုရုဒ္ဓရဲ့အလောင်းဖြစ်တဲ့ခိုးတကောင်ကလည်းကျက်စားနေတာရှိနော်ဟုတ်လားရှင်သာရိပုတ္တရာအလောင်းဖြစ်တဲ့မွေးတကောင်လည်းအဲ့ဒီနားတစ်ဝိုက်မှာကျက်စားနေတာရှိရှင်မဟာမောက္ကလံဖြစ်လာမဲ့မြေခွေးတကောင်ကလည်းကျက်စားနေတာရှိရှင်မဟာကတ္တပဖြစ်လာမဲ့ဝန်းတကောင်ကလည်းကျက်စားနေတာရှိအဲ့ဒါသူတို့ကငါးဒီကိုမကြလာကြတယ်ချက်သားတို့တဲ့တနေ့ကြတော့တိုက်တိုက်ဆိုင်တိုင်းတခုသောဥပုပ်နေမှာသူတို့၄ကောင်လုံးငါနားကိုရောက်နေတယ်ဘာကြောင့်ရောက်တယ်လဲအကြောင်းတရားလေးကစိတ်ဝင်စားစရာကောင်းသူတို့ဥပုပ်ဆောင်လောက်ရောက်လာကြတာနော်ဖရာလောင်းသားကိုဥပုပ်ဆောင်ရောက်လာကြတာဘာကြောင့်ရောက်လာတယ်လဲဆိုတာလေးကစိတ်ဝင်စားစရာကောင်းတယ်ခိုးကဘာကြောင့်ရောက်လာလဲဆိုတော့သူ့မှာအကြောင်းရှိအဲ့ဒါသူကမနေ့ခင်းမှာသူနဲ့အတူတူနေတဲ့ခိုးမကလေးနဲ့မြူးတူးပြီးတော့အစာရှာအစာကောက်နေတာအဲ့ဒီအချိန်မှာဦးဇင်းတို့စွန်ရဲတကောင်ကနော်သိမ့်ငှက်တကောင်ဖြစ်မယ်ပေါ့နော်အဲ့ဒါကအဲ့ဒီခိုးနှကောင်ကိုရုတ်တရက်တခါတည်းလာပြီးတော့တုတ်တာအဲ့ဒီခိုးမကလေးကပါသွားရောပါသွားတော့သူ့ရှိတယ်မဲ့လေပင်ကိုဖြတ်ပြီးတော့သွေးတန်ရဲရဲနဲ့အဲ့ဒီသိမ့်ကစားပစ်လိုက်တာအဲ့ဒီမှာဒီခိုးကပြန်ပြီးတော့တိုက်ခိုက်ဖို့လည်းအစွမ်းမရှိသူနဲ့အင်မတန်ရင်းနှီးချစ်ခင်တဲ့ခိုးမလေးကလည်းသေဆုံးသွားအဲ့ဒါနဲ့သူ့ရဲ့စိတ်ထဲမှာစောက်တီးရမရဘူးတဲ့အသက်ဘေးကလည်းသူပြေးလိုက်ရသေးတယ်ပြေးပြီးတော့သူအင်မတန်ပူတယ်အင်မတန်စိတ်ဆင်းရဲတယ်စိတ်ညစ်တယ်မသက်သာအဲ့ဒါနဲ့သူကသူ့ကိုယ်သူပြန်စဉ်းစားတယ်သူ့အကြောင်းသူပြန်စဉ်းစားတယ်ငါဒီလိုဆင်းရဲနေတာဘာကြောင့်လဲအပေါ်ယံကြည့်ရင်တော့စွန်ကသူ့ရဲ့ခိုမကိုတုတ်သွားလို့မှန်တယ်နော်တခါကြီးမိုက်မြဒီလောက်မြင်တာနဲ့တော့ညံကြီးတယ်လို့ပြောလို့မရဘူးဗျာဒီလောက်အမြင်ကလေးလောက်ကတော့သင်ပြစရာလည်းမလိုဘူးဗျာနော်အဲ့ဒီမှာ तू မြင်တာကဘာလဲဆိုတော့ငါရဲ့အတွင်းတန်တာကဒီခိုမရဲ့အပေါ်မှာတန်ရောစင်မပြတ်နိုင်တဲ့ငါရဲ့ယာခကိုအကြောင်းပြုပြီးတော့ငါပူလောင်နေတာအကယ်၍ဒီခိုဟာငါခိုမို့ဖဲနဲ့သူများခိုဆိုရင်ငါပူစရာရှိသလားရှိပါဘူးခိုကိုတက်လို့ပူတာဆိုပူပါတော့လားဘဇုခိုကြောင့်မို့လို့ပူတာတော့အေးငါချစ်တဲ့ခိုကလေးမို့လို့ဟောငါချစ်တဲ့ဆိုတာလေးပါနေအဲ့တော့ तू ကအမှန်တိုင်းသိတယ်ဒီယာကဒီတန်ရောစင်ကငါ့ကိုနှိပ်စက်နေတာလို့ तू သိတယ်ဒါကြောင့်ဒီယာကကိုစာလို့တိတိကျကျပြောမယ်နော်ဒီယာကကိုငါနှိပ်ကိုအံ့ဆိုပြီးတော့ယသိတီရောက်သွားတာ तू ဥပုသ်ဆောင်ခြင်းရဲ့အကြောင်းကဆွဲလန်းမက်မောခြင်းဆိုတဲ့ယာကတရားကိုနှိပ်ကိုအနိုင်ယူဖို့အတွက်ဘယ်ကိုရောက်သွားတာလဲအေးဘုရားလောင်းယသိတီကိုရောက်သွားအဲ့ဒါနဲ့သူကလည်းအဲ့ဒီမှာတတလေးငြိမ်ငြိမ်လေးနေပြီးတော့ဥပုသ်တင်စောင့်သုံးတယ်လို့ဆိုတယ်အဲ့ဒါနဲ့မွေကားကဘာလို့ရောက်လာတော့ရှင်သာရိပုတ္တရာအလောင်းပညာကြီးမားတဲ့ပုဂ္ဂိုလ်ကြီးရဲ့အလောင်းဘာလို့ရောက်လာတော့ဆိုမွေကသူ့သူတောင်ပိုတဲ့အသာလေးနေတာအဲ့ဒီမနေ့ခင်းတုန်းကအဲ့ဒါရွာထဲကအနီးနားကရှိတဲ့ရွာထဲကလူတွေကဆွတ်ဆွတ်ဖြူတဲ့နွားလားဥတ္တဖတကောင်ကိုဂျိုးမှာပန်းတွေပါတွေချေဆေးတွေပါတွေတုပ်ပြီးတော့ပူဇော်ကြတာဗျနွားလားဥတ္တဖကိုမြက်တယ်ဆိုပြီးတော့အဲ့ဒါလူတွေကဥစီဘုံမောင်းနေနဲ့တခါတည်းပျော်ပျော်ပါးပါးဖြစ်နွားကြီးကလည်းပျော်ပြီးတော့တခါတည်းဂျိုးတွေနဲ့သွေးခွာတွေခတ်အဲ့ဒီလိုလှုပ်တော့စောစောတုန်းကဇိန်နဲ့အိတ်နေတဲ့မွေကိုတက်ပြီးတော့နင်းမိတာအဲ့ဒီမှာသာရိပုတ္တရာအလောင်းဖြစ်တဲ့ဒီမွေကစိတ်တူပြီးတော့အဲ့ဒီနွားကိုကိုက်လိုက်တာအဲ့ဒီနားတင်ဘုံကနေလဲပြီးတော့အဲ့ဒီနွားကြီးဟာသေတယ်နွားကြီးလည်းသေရောလူတွေကတခါတည်းဝန်းနဲ့ပက်လက်နဲ့တို့အမျက်တနိုးထားတဲ့ဒီနွားလားဥတ္တဖကြီးသေရတယ်ဆိုစိတ်ပြက်ပြီးတော့ငိုကြယိုကြအဲ့လိုဖြစ်တယ်အဲ့ဒါမွေကထွက်ပြေးနေတင်နေရာကနေကြည်နေတာကြည်စမ်းဒီလူတွေငါကြောင့်ကုန်ဒုက္ခရောက်ကုန်ပြီသူတော်ကောင်းစိတ်ပါတယ်နော်စောစောကတော့ဒေါသမထိန်လိုက်နိုင်လို့ကြိုက်လိုက်တာဒီနွားကြီးလည်းသေသွားပြီငါမကြိုက်လေဖြစ်သားနဲ့အဲ့တော့ဒါတွေကိုမြင်ပြီးတော့ तू စိတ်ထိကြိုက်တယ်ဟုတ်လား तू စိတ်ထိကြိုက်တယ်ငါကြောင့်လူတွေရောနွားရောဒုက္ခရောက်သွားပြီအဲ့ဒီလိုစိတ်ထိကြိုက်တာငါဘာကြောင့်စိတ်ထိကြိုက်နေလဲဒီလိုအဖြစ်ဆိုးကြီးဘာကြောင့်ဖြစ်တယ်
ဒီဒေါသဟာငါ့ကိုနှိပ်စက်လိုက်လို့လက်သေးတရခံသည်ပါလေဒေါသဒီဒေါသကိုငါသည်နှိပ်ကွအံ့ဟောသူကအဲ့ဒီရည်ရွယ်ချက်နဲ့သူကလည်းယသိကြီးစီရောက်လာတာနောက်ထပ်မြေခွေးရှင်မမောက္ကလအလောင်းနော်မြေခွေးကဘာကြောင့်ရောက်လာတော့ဆိုသူကမိုးတွေကတော်တော်လေးရွာနေတဲ့အချိန်မှာရှောက်ပြီးတော့သူကအစာရှာထွက်တာစာရှာထွက်တဲ့အခါကျတော့ဆင်သေးကြီးတစ်ကောင်တွေ့တဲ့အခါကျတော့ဒီဆင်ကြီးကိုရှောက်ပြီးတော့ကြိုက်တယ်ဘလို့မှကြိုက်လို့မရအဲ့ဒါနဲ့ဆင်းရဲပေါင်ကြားထဲကိုကြိုက်လို့ရတော့အဲ့ဒီကနေဝိဆမက်ကနေပြီးတော့ဆင်းရဲပိုက်ထဲကိုဝင်သွားတာတဲ့အဲ့ဒီမြေခွေးကအဲ့ဒါထဲမှာရေစာရင်သွေးကိုတောက်အစာစားလို့ရှိရင်ကလီစာတွေကိုစားညောင်းလို့ညာလို့ရှိရင်အဲ့ဒီထဲမှာဇိမ်နဲ့အိတ်ဘာအန္တရာယ်မှလည်းကြောက်စရာမလိုဘူးသူစည်းစိမ်နဲ့သူရစ်ပြီးတော့အဲ့ဒီမြေခွေးဟာအဲ့ဒီထဲမှာဘာလုပ်နေတာတော့နေနေတာဟုတ်လားအဲ့ဒီလိုနေလာတော့နေကြီးကလည်းတအားပူပြီးတော့လာတာသူက1ရက်လည်းမထွက်2ရက်လည်းမထွက်ဒီထဲမှာဇိမ်ကြနေတာအဲ့ဒီလိုနေရင်းနဲ့နေကပူလာတော့ဒီစအိုဝါကခြောက်ပြီးတော့ကျုံပြီးတော့ပိတ်သွားတော့အလင်းရောင်မရတော့သူကြောက်ပြီးတော့အတင်းတိုးတယ်ဘယ်လိုမှတိုးလို့မရတော့ရုတ်တရက်တော့မသေးဘူးအထဲမှာအာဟာရရှိနေတာအခုနော်အဲ့ဒါနဲ့2ရက်3ရက်လောက်နေတော့ကံကောင်းကျင်တော့မိုးတွေကမြုံနဲ့ပြန်ရွာလာပြန်တော့အဲ့ဒါကြီးကပွားပြီးတော့ပေါက်သွားတော့မှသူတခါတည်းကြောက်လန့်နဲ့ထွက်လာတာအမွှေးတွေကောအရေကုန်တွေကောကျွတ်ပြီးတော့သုတ်ပြတ်သက်သွေးတန်ရဲနဲ့သူတော်ဒုက္ခရောက်သွားတာအဲ့ဒါသူ့ကိုသူပြန်ကြည့်တယ်ကြည်စံပင်ပန်းလိုက်တာငါမဲ့ဆင်းရဲလိုက်တာဒီပင်ပန်းဆင်းရဲမှုဘာကြောင့်ဖြစ်တယ်လဲတဲ့ပိဋကရေသူများအကြောင်းစဉ်းစားနေတာလားကိုယ်အကြောင်းစဉ်းစားနေတာလားကိုယ်အကြောင်းစဉ်းစားနေတာဒါလေးတော့မျက်ခြေမပြတ်စေနဲ့နော်တရားကောင်းစဉ်ပေးထားကြတာကိုကဘာတဲ့တော့သူเจ้าကိုเจ้าနဲ့ဟုတ်လားအဲ့တော့သူเจ้าသူစဉ်းစားတော့အဖြေကဘာတွေ့တုံဆိုတော့ငါရဲ့လောဘကြောင့်ငါဆင်းရဲနေတာဒကာဓမ္မတို့ဦးဇင်းတို့လည်းအမှန်တိုင်းမြင်သင့်တယ်နော်ဆင်းရဲမှုအလုံးတို့ရဲ့လက်သေးတရားခံဒီလောဘပဲဖြစ်ခြင်းနဲ့ရခြင်းနဲ့လူခြင်းနဲ့ကြီးကျယ်ခြင်းနဲ့ကြိုကြားခြင်းနဲ့ဘာဖြစ်ခြင်းနဲ့ညာဖြစ်ခြင်းနဲ့စုံနေတာပဲလောဘရဲ့နယ်ကအကျယ်ကြီးဟုတ်လားအဲ့ဒီလောဘကြောင့်ငါဆင်းရဲရပြီတဲ့ဒါကြောင့်ဒီလောဘကိုငါနှိပ်ကွပ်မယ်ဆိုပြီးတော့သူကပါလေယသိစီရောက်လာအဲ့ဒီမှာရှင်မာကတ္တမရဲ့အလောင်းဖြစ်တဲ့ဝန်ကဘာလို့ရောက်လာတယ်ဝုံဝင်ကြီးကဘာလို့ရောက်လာတယ်ဆိုတော့သူကတိုးရဲမဲ့အစာရှာပြည့်စုံမှလျက်ခင်နဲ့အစာရဲ့အပေါ်မှာလျှက်ပေါ်လော်လီတဲ့အတိလောဘပေါ့ပိုကြီးတဲ့လောဘကအမျိုးမျိုးရှိတာနော်လူချင်းကမတ္တရှိတယ်မရရင်မနေနိုင်ဆွဆွလန်းလန်းရှိတယ်လိုအပ်တာတဲ့ပို့ပြီးတော့ကြီးကျယ်တဲ့လောဘတွေရှိနေတယ်အဲ့ဒါစာကတော့အတိလောဘလို့သုံးတယ်ဟုတ်လားအဲ့ဒီအတိလောဘကြောင့်တိုးရဲတယ်မကျင်နဲ့နိုင်မဲနဲ့လူတွေနေတဲ့ရွာတွေကိုသွားပြီးတော့အစာရှာတာဒီဝန်ကအဲ့ဒီမှာလူတွေကဟာဝန်ကြီးဟာဝက်ဝင်ကြီးဟာဆိုပြီးတော့တခါတည်းခဲတွေဒုတ်တွေဓားတွေနဲ့လိုက်ကြတာကိုလိုက်တော့သူတခါတည်းအသက်လူပြီးတော့ပြေးတော့အဲ့ဒါခဲနဲ့လှန့်ထုတော့သူ့ရဲ့ခေါင်းကိုခဲတစ်လုံးမှန်ပြီးတော့ခေါင်းကွဲတယ်အဲ့ဒီမှာသွေးတွေတန်းကျပြီးတော့ပြေးတော့သူလွတ်သွားတယ်အဲ့ဒီမှာသူသွေးတွေသူပြန်ကြည့်ဆင်းရဲလိုက်တာမဟုတ်လိုက်တာငါတော်တဲ့အနေအဟုတ်သားနဲ့ကြည်စံရွာထဲကိုရောက်သွားလို့ငါဒုက္ခရောက်ရတယ်အဲ့ဒီရွာထဲကိုမရောက်ရအောင်တွန်းပို့တာကဘယ်သူတုံးဆိုတော့အတိလောဘအဲ့ဒီအတိလောဘကိုနှိပ်ကွပ်မယ်ဆိုပြီးတော့သူကဘယ်ကိုရောက်သွားတော့ယသိစီရောက်သွားတာအဲ့လိုယသိစီရောက်သွားတော့ဖရာလောင်းကအဲ့ဒီအချိန်မှာဇံဘိန်ကြီးနေရနေပြီအဲ့ဒီနေ့မှာပဲရတိုက်ဆိုင်တော့တခါကြီးမိုက်မြငကိုတုံးကနှစ်ပေါင်းများစွာကျင့်သုံးနေတာဘုရားလောင်းကဘာဇံဘိန်ညင်မှမရဘူးအဲ့ဒီနေ့မှရအဲ့ဒီဇံဘိန်ညင်ရခြင်းရဲ့အကြောင်းလေးကလည်းစိတ်ဝင်စားစရာကောင်းတယ်ဘာလို့ဆိုတော့ဦးဇင်းတို့နန္ဒမူလိုင်ကူမှာသတင်းသုံးနေတဲ့ပိစိကဗုဒ္ဓအရှင်မြတ်တစ်ပါးကအဲ့ဒီတောထဲကိုသူ့ရဲ့အဘိညာဉ်နဲ့လှမ်းကြည့်တော့ဘုရားလောင်းကိုမြင်တယ်မြင်တော့ဘုရားလောင်းကအဲ့ဒီဘဝကအင်မတန်မာနကြီးတယ်သူကအမျိုးမြတ်တယ်ဆိုပြီးတော့မာနတွေကြီးနေတာဘယ်သူမှတူတယ်တန်တယ်လို့ကိုမထင်ဘူးဘုရားလောင်းကတောထဲမှာစီးစိမ်ဥစ္စာတွေစွန့်ပြီးတော့ယသိဝတ်နေတယ်သို့တော့မာနကိုတော့သူမစွန့်နိုင်ဘူးစီးစိမ်တွေအတိုင်းဝိုင်းတွေချစ်တာတွေအကုန်လုံးစွန့်နိုင်တယ်နော်ဒါပေမဲ့ဘာကိုမစွန့်နိုင်ဘူးလဲမာနကိုမစွန့်နိုင်ပါဘူးဗျာကိုတေဟုတ်တဲ့ငါလို့ထင်းနေတဲ့အထင်တစ်လုံးကိုသူမစွန့်နိုင်ဘူးအဲ့ဒီအထင်ကသူ့ကိုတားဆီးနေတာဇံဘိညာဉ်မရအောင်အဲ့ဒါနဲ့ပြည့်စုံကဗုဒ္ဓအရှင်မြတ်ကသိတယ်ဒါဖျားဖြစ်မဲ့ဖျားအညွန့်ကလေးပဲတဲ့လူယုံမှတယောက်မဟုတ်ဘူးတဲ့မဆုံးရှုံးသင့်ဘူးဆိုပြီးတော့ပြည့်စုံကဗုဒ္ဓအရှင်မြတ်ကတနာလုံးလို့ကောင်းငင်ကနေဇံဘိညာဉ်နဲ့ကြွလာပြီးတော့ဖျားလောင်းသတင်းသုံးတဲ့သင်္ကန်းကျောင်းလေးရဲ့ဘေးကကြောက်ဖြာပေါ်မှာထိုင်းနေတာအဲ့ဒါသူကသင်္ကန်းကျောင်းထဲကနေဖျားလောင်းကထွက်လာပြီးတော့ကြည်စံငါနေရာကိုပိုင်စိုးပိုင်နေ
မပြောမဆိုလာပြီးတော့ထိုင်းနေတာဘယ်ကလူယုံမှလည်းမသိဘူးတဲ့သူစိတ်ထဲစဉ်းစားနေတာနော်မကြည်နပ်ဘူးညူစူးနေတာစိတ်ထဲမှာမာနတွေနဲ့ညူစူးနေတာဒီလူကိုအထင်သေးနေတာဟုတ်လားအဲ့ဒါနဲ့ तू ကအဲ့ဒီနာသွားတယ်ဟိုကအသားလေးငိမ့်ငိမ့်လေးနေတဲ့တကယ်ကြီးညူတရားကောင်းမှာပါနော်ပြည့်စေကဗုဒ္ဓဆိုတော့ကိလေသာဘာမှမရှိတော့ဘူးလေနှစ်သင်ချင်းနဲ့ကဘာတသိန်းပါရမီဖြည့်ခဲ့တဲ့အရင်မှကြီးတွေလေဟုတ်လားအဲ့ဒီမှာ तू ကဘာသွားပြောတုံးဆိုတော့ဦးဇင်းတို့ဘုရားလောင်းကလက်ဖြစ်တွေးပြီးတော့တကယ်နစ်နာနာကြီးပေါ့နော်ဟဲလူရုပ်ပြက်လေလို့တဲ့ဆိုလိုတာကခုခေတ်ဆိုရင်တော့ပြင်းပြင်းထန်ထန်မင်းနဲ့ဒီနေရာနဲ့တန်လို့လားသွားထွက်သွားလို့ခိုင်းလိုက်တာပါပဲအဲ့ဒီမှာပြည့်စေကဗုဒ္ဓအရှင်မြတ်ကဟိုအမျိုးကောင်းတာဘာကြောင့်သင်ကဒီလောက်မာနတွေကြီးနေရတာတော့သင်ဟာတကယ်စင်စစ်လာမဲ့ဗဒ္ဒကဘာမှာဂေါရမအမည်ရတဲ့သင်ဖျားဖြစ်မှာသင်ရဲ့အဂတဝကတွေကဘဇူတွေသင်ရဲ့အဖေမေကဘဇူတွေဟုတ်လားသင်ရဲ့အလုတ်ကျွေးကဘဇူသင်ရဲ့တတန်းကအကုန်လုံးပြောတာပြည့်စေကဗုဒ္ဓအရှင်မြတ်ကအဲ့ဒါတွေ तू စိတ်မဝင်စားဘူးမာနနဲ့သူ့ကိုနှိပ်စက်နေတော့ဒါတွေ तू စိတ်မဝင်စားဘူး तू ဘာပြောနေတာလို့ तू မသိဘုရားလောင်းဖြစ်ပုံနော်အဲ့ဒါနဲ့ဘုရားလောင်းကမာနတွေသိပ်ကြည့်နေတော့ပြည့်စေကဗုဒ္ဓအရှင်မြတ်ကဘာမှမပြောတော့ဘဲနဲ့ကဲသူ့ကိုလက်တွေ့ပြမှရမယ်ဆိုပြီးတော့ကောင်းငင်ကိုရုပ်ချိထပြန်လိုက်တယ်ပြည့်စေကဗုဒ္ဓအရှင်မြတ်ကပြန်ပြီးတော့သူ့ရဲ့ခြေဘဝမှာကတ်နေတဲ့ခြေမုံမြေမုံတွေကိုတကိုးတော်နဲ့ဖန်ဆင်းပြီးတော့အဲ့ဒီဘုရားလောင်းရသစ်ရဲ့ဆန်းကြစ်ကြားတဲ့ကိုကျဲချလိုက်တယ်အဲ့ဒီမှာ तू မော့ကြည့်တော့မျက်နှာပေါ်ခြေမုံနေကြတယ်ကြည်စမ်းအဲ့ဒီမှာ तू အကြီးကျယ်ထိတ်လန့်သွားတယ်ငါပါလေစိုးကငါမာနတွေကြီးနေတာသူ့ကိုမတူမတန်ထင်နေတာအင်မတန်လေးလံတဲ့ဒီခန္ဓာကိုယ်ကြီးကိုကြွတ်တက်ပြီးတော့ပြန်သွားအောင် तू လုံနိုင်တဲ့အစွမ်းရှိတယ်ငါမယ်ကြည်စမ်းစဉ်းစားတယ်နော်အဲ့ဒီလိုစဉ်းစားပြီးတော့ဒီလောက်မြင့်မြတ်တဲ့ပုံကိုယ်နဲ့တွေ့နေပါလျက်ခင်နဲ့ငါ့ကိုပြောသွားတာဗါတဲ့ငါ့ကိုဘုရားဖြစ်မယ်လို့ပြောသွားတာဘယ်လိုဖြစ်မှလဲတပည့်တော်ဘယ်လိုဆက်ကျင့်ရမှာလဲဘာတွေဖြစ်မှလဲငါဘာမှမမေးလိုက်မိဘူးငါအင်မတန်ယုံမာတဲ့ငါပဲဘယ်တရားကငါ့ကိုဒီလိုအောက်ကျနောက်ကျတဲ့အောက်တန်းနောက်တန်းကျတဲ့ဟိုပုံသဏ္ဍာန်တွေဖြစ်အောင်ဖန်တီးနေတယ်လေဒီအမူအရာတွေဖြစ်အောင်ဘယ်သူလုပ်တာလဲမာနကလုပ်တာသူသိရနော်အဲ့ဒါနဲ့ဒီမာနကိုငါမပယ်မတတ်ရခြင်းဒီကြောင်းကန်းတွေကမထွက်ဘူးအရိယာမနဲ့တော့ပယ်တတ်တာတော့မဟုတ်ဘူးပေါ့နော်သူဇံပင်ရင်ရတယ်ကြောင်းထဲဝင်ပြီးတော့လေ့ကျင့်အားထုတ်နေကြကတိုင်းပရိကံကိုကြည်ပြီးတော့သူဇံပင်ရင်ရတယ်အဲ့ဒီမှာသူ့ရဲ့မျက်နှာတွေလည်းကြီးလင်းပြီးတော့ကိလေသာကိုဝိက္ခံပနပဟံခွာထားနိုင်တယ်နော်ဇံပင်ရင်နဲ့ဟုတ်လားအဲ့ဒီမှာသူကကြီးကြီးလင်းလင်းသင်္ကန်းကျောင်းထဲကထွက်လာတော့မြေခွေးကိုလည်းတွေ့တယ်ဝင်းကိုလည်းတွေ့တယ်မွေကိုလည်းတွေ့တယ်ပြီးတော့ဗာလဲခိုးကိုလည်းတွေ့တယ်ဟာမင်းတို့လည်းစုံလို့ပါလားဘာလို့လာဥပုံဆောင်ကြတုံးဆိုတော့မှသူတို့ကအသီးသီးပြောပြတယ်သူတို့ရဲ့ရည်ရွယ်ချက်ကလေးတွေမေ့မပြည့်နဲ့နော်ခိုးကဗာလဲတန်ရောစဉ်တက်မဲ့မှုတွေကိုပယ်တတ်နိုင်ဖို့ဟုတ်လားမွေကဒေါသကိုပယ်တတ်နိုင်ဖို့မြေခွေးကလောဘကိုပယ်တတ်နိုင်ဖို့ဝံကတော့အတိလောဘကိုပယ်တတ်နိုင်ဖို့ဖះလောင်းကြီးကတော့မာနကိုပယ်တတ်နိုင်ဖို့ဥပုံဆောင်ကြတာနော်အဲ့ဒီတော့သူတို့အဲ့လိုဘာကြောင့်ကုသိုလ်ဓုတွေနဲ့ကြီးပွားကြသလဲဆိုတော့ကိုယ်အကြောင်းကိုမြင်အောင်ကြည့်ပြီးတော့အဲ့ဒီမကောင်းတဲ့အခြေအနေကနေရုန်းထွက်ဖို့ကြိုးစားကြတာဟုတ်လားဒါကြောင့်ကိုယ့်ရဲ့မကောင်းတဲ့အကြောင်းကိုဘာကြောင့်စဉ်းစားရမှာလဲလို့မေးရင်မကောင်းတာတွေကနေရုန်းထွက်နိုင်ဖို့ဟုတ်ပြီလားတခါကြီးမိုက်မြအေးဒါကြောင့်တခါကြီးတခါမကြီးတို့ဦးဇင်းတို့တွေကိုယ့်အကြောင်းကိုစဉ်းစားတဲ့နေရာမှာနံပါတ်1ငါရဲ့အပြောတွေကဘလို့လဲငါရဲ့အလုပ်တွေကဘလို့လဲငါရဲ့အတွေးခေါ်တွေကဘလို့လဲတကယ်အကျိုးရှိသလားငါကိုချမ်းသာစေမှာလားလို့အထက်ထက်ခါကစဉ်းစားပြီးတော့မကောင်းတာတွေတွေ့ရင်ဘာလို့ရမှာလဲပြင်ရမယ်ဦးဇင်းတို့ကျမ်းဂန်နေတဲ့ကတော့မှန်ကြည့်တာနဲ့ဥပမာပေးတယ်လှခြင်းပါခြင်းလူငယ်လေးတွေလုံမပြိုလေးတွေမှန်ကြည့်တဲ့အခါမှာလေမျက်နှာပေါ်မှာမတင့်တယ်တာတွေ့ရင်ဘာလို့ပြင်မှာလဲဖဲပြစ်မှာဖဲပြစ်လို့မရဘူးဆိုရင်ဘာလို့မလဲဖုံးပြစ်မှာသူများမြင်ရင်ရှက်เสียကောင်းတယ်လေဟုတ်လားတခါကြီးမိုက်မြမကောင်းမှုအကုသိုလ်ဆိုတာသူများသိရင်ရှက်เสียကောင်းတယ်လေအဲ့ဒီလိုရှက်တက်တဲ့သဘောကိုဘာခေါ်မလဲဟီရီမကောင်းမှုဆိုတာတစ်ချိန်အကျိုးပေးရင်ကိုယ့်ကိုဆင်းရဲစေမှာလေကြောက်เสียကောင်းတယ်မကောင်းမှုကိုကြောက်เสียကောင်းလို့ကြောက်တယ်ဆိုရင်ဥတ္တပဟီရီဥတ္တပမကောင်းဘူးလားအဲ့ဒီဟီရီဥတ္တပအရှက်ကြောက်တရားနှစ်ခုနဲ့တရားဒီဟူသောမှန်ကိုထောင်ပြီးတော့ကိုယ့်ရဲ့စိတ်နှလုံးသဏ္ဍာန်ဒီဟူသောမျက်နှာပေါ်မှာဘာတွေရှိသလဲလို့မကြည့်သင့်ဘူးလားကြည့်သင့်တယ်နော်ဒကာကြီးမိုက်မြ
အဲ့ဒီလိုကျမ်းဂန်တွေကတော့ဥပမာပေးတာပဲဗျဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကဟိုရှင်မာမောက္ကလံဟောထားတဲ့သုတ်တန်တစ်ခုရှိတယ်အနုမာနသုတ်တန်လို့ခေါ်တယ်တော်တော်ကောင်းတယ်နည်းနည်းလေးအချင်းချုပ်လေးပြောပြမယ်အကျိုးလိုလားတဲ့ပုဂ္ဂိုလ်တွေဆိုတာတဲ့ကိုယ်တန်တန်မှာဘာတွေရှိသလဲလို့စစ်ဆေးရမယ်တဲ့တကယ်လို့မကောင်းတာကြီးရှိနေတယ်ဆိုကြပါစို့သူများတဲ့ပူပြီးတော့လောဘတွေကြီးနေတယ်မတရားလိုချင်နေတဲ့ထိခနဲ့ရှိရင်စိတ်တူတတ်တယ်ဆိုကြပါစို့အဲ့ဒါလို့ဆိုရင်ဘလို့စဉ်းစားမှလဲသူကသူများရဲ့တန်တန်မှာလောဘဒေါသတွေကြီးနေရင်ငါမကျေနပ်ဘူးငါမုန်းတယ်အဲ့ဒီလူကိုငါအထင်သေးတယ်နော်အဲ့ဒါလို့ပဲငါတန်တန်မှာအဲ့ဒါလို့လောဘကြီးတာတွေဒေါသကြီးတာတွေရှိနေရင်သူများကလည်းငါ့ကိုမုန်းကြလိမ့်မယ်အထင်သေးကြလိမ့်မယ်လို့စဉ်းစားပြီးတော့ကိုယ့်ရဲ့မကောင်းမှုကိုဖယ်နိုင်အောင်ကြိုးစားရမယ်စေတနာတွေကရုဏာတွေနဲ့နီးမှန်လမ်းမှန်တွေကိုညွှန်ကြားခဲ့တာသူတော်ကောင်းကြီးတွေကဟုတ်လားအဲ့ဒီနီးနဲ့စဉ်းစားရမယ်တဲ့အဲ့ဒီလိုတွေးလို့ရှိရင်လည်းအဲ့ဒါကိုဖြေဖြောက်နိုင်အောင်ကြိုးစားရမယ်ဥပမာတဲ့အင်မတန်လှကျင်ပကျင်တဲ့အရွယ်ကလေးအလှတွေကလည်းပြင်ပြီးထားတဲ့ရေမိုးချိုဖီးလိမ့်ပြီးတော့တကယ်ကိုအကောင်းဆုံးဖြစ်အောင်အနေထားလေးကိုလှုပ်ထားတဲ့အချိန်မှာလူတဦးတယောက်ကသူ့ကိုအနိုင်ထက်ပြုတ်ပြီးတော့မွေးသေးကောင်ပုတ်ကြီးသို့မဟုတ်ခွေးသေးကောင်ပုတ်အစိပ်အပိုင်းကြီးလောက်တဖွာဖွာကြအနံ့တစ်ထောင်ထောင်ထနေတာကြီးကိုလေပင်ကိုလာပြီးတော့ဆွဲပေးတယ်ဆိုကြပါစို့တဲ့အဲ့ဒီကလေးအဲ့ဒီလှုပ်လင်လုံးမပြိုးဟာဒီအပုတ်ဒီမွေကောင်ပုတ်ဒီခွေးကောင်ပုတ်ကိုဆွဲချွတ်ပြီးတော့လွတ်ပစ်ခြင်းတိတ်သေချာပေါ့မပေါက်ပေဘူးလားဟုတ်ပါတယ်ဗျာဒါကြီးကိုဆက်ဆုပ်တဲ့သဘောသေချာပေါ့မပေါက်ပေဘူးလားဟုတ်ပါတယ်ဗျာအေးဒါကြောင့်ကိုအเจ้าကိုစဉ်းစားလို့မကောင်းတာများအကယ်၍တွေ့ခဲ့ရင်မွေကောင်ပုတ်ခွေးကောင်ပုတ်လေပင်ရောက်လာတယ်လို့သဘောထားပြီးတော့ဒါဆက်ဆုပ်เสียကြီးပဲလို့စဉ်းစားသင့်နေတဲ့တိတ်ကောင်းတယ်နော်ဒီကကြီးမိုက်မြအဲ့ဒါလို့စဉ်းစားပြီးတော့ဒါကိုဖြောက်ဖြက်ပစ်ခြင်းနဲ့စိတ်ကင်းဝေးသွားခြင်းနဲ့စိတ်ဆက်ပြီးတော့ပေါက်တဲ့နေတဲ့ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့မကောင်းတာကိုစဉ်းစားတဲ့နေရာမှာနောင်တရဖို့ပြုမှားမိခြင်းပြောမှားမိခြင်းလို့တွေးပြီးတော့ပူဖို့အတွက်ပြောနေတာလားမဟုတ်ဘူးအဲ့ဒီအခြေအနေကနေလွတ်မြောက်သွားစေဖို့သဘောပေါက်တယ်နော်ဒီလူတွေအေးကောင်းတာကိုစဉ်းစားတာကြတော့ဦးဇင်းတို့စောစောကပြောခဲ့တယ်ဘာဖြစ်စေခြင်းလို့လဲအားဖြစ်စေခြင်းလို့ဟုတ်တယ်ဒကမာကြီးတွေကအဲ့လိုမှတ်ပြီးတော့ဦးဇင်းကပြောရတာအင်မတန်အားရှိတယ်ဟုတ်လားဒါကြောင့်ဒါနပြုတိုင်းစဉ်းစားစာဂနုတ္တိဖြစ်တယ်သီလဆောက်တည်တိုင်းစဉ်းစားသီလာနုတ္တိဖြစ်တယ်သီလာနုတ္တိကလည်းတိတ်တကူကြီးတယ်နော်ငါစင်ကြယ်တယ်လို့သိလို့ရှိရင်တမာတိပညာတွေအစဉ်စဉ်ရင့်ပြီးတော့မဉ္ဇဉ်ဖုန်ဉဏ်တောင်ရနိုင်တယ်နော်ဒီကိစ္စမိုက်မြသီလာနုတ္တိနောက်ဘာနုတ္တိကြားဘူးစေတော့ဒေဝတာနုတ္တိကြားဘူးလားဘာတဲ့တုံစဉ်းစားတာလေးကနတ်ပြည်မှာရှိနေတဲ့နတ်သားတွေနတ်သမီးတွေကောင်းတဲ့နေရာမှာရောက်နေတဲ့ဒီတတ္တဝါတွေကောင်းတာတွေလှုပ်လို့သူတို့ကောင်းတဲ့နေရာရောက်ကြတာအဲ့ဒီနေရာမျိုးကိုရောက်နိုင်တဲ့ကောင်းမှုတွေကောင်းတဲ့စေတနာတွေငါမယ်လဲရှိတယ်လို့စဉ်းစားပြီးတော့နတ်တွေကိုကောင်းမှုရဲ့သက်သေအဖြစ်ထားပြီးတော့ဟောကောင်းလိုက်တာဗျာနတ်တွေဟာကောင်းမှုရဲ့အကျိုးပေးအဖြစ်ဘာတွေတဲ့တော့သက်သေတွေတဲ့ကောင်းတာလို့ကောင်းတဲ့နေရာရောက်နေတာအဲ့ဒီလိုနတ်တွေကိုသက်သေထားပြီးတော့ငါလည်းအဲ့ဒါလိုဖြစ်နိုင်တဲ့အစွမ်းငါမယ်ရှိပါတယ်အဲ့ဒါလိုစဉ်းစားရင်လေဒေဝတာနုတ္တိဆိုတဲ့ဘာဝနာတစ်မျိုးဖြစ်တယ်သိပြီးတော့မြင့်မြတ်တယ်သူလည်းပဲအားကြီးတာပဲငွေကုန်ကြီးကြများသလားများပါဗျာတိသက်နေရာတွေအချိန်တွေကိုယူရသေးသလားဟုတ်ပါဗျာစဉ်းစားတတ်တဲ့ဉာဏ်လေးနဲ့ယုံကြည်တဲ့စိတ်လေးနဲ့ကြိုးစားဖို့ပဲလိုတယ်မဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ပြောချင်တာကကောင်းတာတွေကိုလည်းစဉ်းစားရမယ်ဘာပြုလို့လဲအားဖြစ်စေခြင်းလို့ကောင်းတာကိုစဉ်းစားပြီးတော့ယဟန္တာဖြစ်သွားတဲ့အကြောင်းလေးအတူချုပ်လေးတော့ပြောဦးမယ်ဗျာဒါလည်းယဟန်တစ်ပါးနဲ့ဆက်ဆက်နေတယ်စောစောတုန်းကယဟန်နဲ့သွားပြီးတော့ပူးမှလည်းကြောက်ရသေးတယ်ရောပြီးတော့မှတ်မိမှလည်းစိုးရသေးတယ်ဒီယဟန်ကတော့သူကတစ်မျိုးတောတဲ့ကိုသူကသွားပြီးတော့နေရာရှာတော့ဂူကြီးတကူတွေ့တဲ့အခါကျတော့သူကအဲ့ဒီဂူထဲတိတ်ဆိတ်တယ်နေထိုင်ဖို့လည်းကောင်းတယ်ဆိုပြီးတော့တပိတ်သင်္ကန်းယူပြီးတော့အဲ့ဒီဂူထဲကိုတရားကျင့်မယ်ဆိုပြီးတော့ဝင်သွားတာအဲ့ဒီမှာဂူကိုစောင့်တဲ့ဂူဆောင်နှက်ကသားလေးတွေသမီးလေးတွေလည်းရှိတယ်လို့ဆိုတယ်အဲ့ဒါနဲ့သူကဟေးသီလရှိတဲ့ယဟန်တစ်ပါးတော့ဝင်လာပြီဒီဂူရဲ့အပေါ်မှာငါမနေနိုင်ဘူးအဲ့ဒီတော့ဒီယဟန်ကတရက်နှစ်ရက်နေမှနဲ့တူပါရဲ့ဆိုတော့ကလေးလေးတွေလက်ဆွဲပြီးတော့ထွက်ပေးရှာတယ်သူကတရက်နေလို့လည်းမသွားနှစ်ရက်နေလို့လည်းမသွားယဟန်တော်ကလည်းအဲ့ဒီထဲမှာတပ်ပါရဖြစ်အဲ့ဒီရွာကလူတွေကလည်းကြီးညိုပြီးတော့ယဟန်ကိုဒီဂူထဲမှာအမြဲတမ်းသုံးဖို့ရှောက်တော့ယဟန်တော်ကငါကတော့ကွာတင်းသုံးလပတ်လုံးဒီထဲပဲနေတော့မယ်နဲ့ဒီလိုဒုက္ခရောက်နေတာကိုယဟန်တော်ကသိသလားမသိဘူးမသိတဲ့ကြောင့် तू ကနေနေတာအဲ့ဒီတော့စောစောကနတ်လို့မဟုတ်ဘူးဒီနတ်ကဘာလဲဆိုတော့စိတ်ယုတ်မာတွေဝင်လာတာဒီယဟန်ကိုဒီကူတဲက